ကုန်လုံးလူယိုလေးဖြစ်ခါစားအရွယ်မှာတရားတွေတင်မှာဆိုတော့စိတ်တွေကဓမ္မတွေစာတွေနဲ့ဖိလိုက်တဲ့အခါလဲကြောက်40ကျော်တော့စိတ်ကပြန်တစ်ပတ်ပြန်လေလာဒါနေရမှာဒါကြောင့်အသက်40လာတဲ့အပြိုကြီးတွေကာလာသားတွေချောရင်ချောင်းကြည့်ခြင်းနဲ့ရှင်မှန်တယ်ဗျာ so rightဒါဆိုအသက်40ကျော်လာတဲ့ခါကျမှအဲ့ကျမှကိုတို့ကပြန်ပြီးတော့စိတ်ကပြန်တစ်ပတ်လေလာဒါပေမဲ့အဲ့ကျမှကြောင်းထိုင်တရားကံမြင့်မှာတရားတွေဟောနေအဲ့လိုခြေတဲ့ခါကျတော့အချစ်တချင်းတွေပါဒီခံစားကြည့်မရဘူးဗျတချင်းဆိုရက်တယ်နောက်ဆုံးဟိမနေဝင်းလေးကိုတချင်းဖွင့်မိုးရီလာဆိုနေတို့ရဲ့ဇဝန်းထုတ်ကအပီထားရွှေလဲတယ်ဖွင့်သိကြိုက်အဲ့ဒါလေးကိုကိုချစ်သူပေါ့ဗျာကိုချစ်သူမျောတဲ့အကြောင်းမြောက်လေးဘူးလို့ဆောင်းနေလေးမြောက်လေးပြန်ညောင်းပြန်တော့ငယ်ပေါင်းကိုမကျင်နာသူကမမြင်သာဝါပဲအသေးတို့ကွဲလူပါမင်းတို့ဘာခံစားကြမှမရှိဘူးမထိဘူးဗျာကြီးသားမရှိလို့ရှေ့ကြီးထိတယ်ဟာထိတယ်သိထိတယ်အသေးတို့ကွဲလူပါမင်းဘလို့မခံစားတချင်းမရှိတယ် just only music but not feeling without feeling အဲ့တော့ဇာဥလူမောအန်တီဆိုချစ်တယ်စာလေးထွက်မေးတယ်စာချုံလွားမောင်ကြီးရှင်မေးစာပါသူစမေးရမှာများတော့မရှက်နိုင်ပါဘူးမရှက်နိုင်တော့ဘူးကြတော့လဲစာချုံလွားလေးထွက်မေးရတာမနေ့ပြန်တော့ဘယ်တော့ခါကိုလဲတော့တယ်လီဖုန်းလေးများဆက်မလားငါရှင်မရဘသူချက်စားဘသူရှင်မလားတော့အနုပညာအနေနဲ့ဆိုလို့ရတယ်ခံစားချက်မပါဘူးမအောင်မြင်ဘူးဆိုတော့ဒါကြောင့်မလို့ဒေါမမအေးကသူရှိုက်လိုက်ဟိုက်လိုက်တဲ့အခါမှာခံစားချက်ရှိနေတဲ့အချိန်မှာဟိုက်လို့ရဟုတ်ပြီနော်ဆိုတော့တရားပဲဖြစ်ဖြစ်စာဝဲဖတ်ဒါစီအကွဘုန်းကြီးကမလေးကပြောလိုက်တယ်အဲ့လိုများလို့ယူမလားမသိဘူးပြောအဲ့လိုတခုဆိုလို့ရှိရင်အဲ့လိုဇောကအဲ့လိုနှစ်ထားတာပြီးရင်တိတ်တော့မကောင်းကိုခင်ဗျားတို့ဟောမဲ့တရားက10ရာခိုင်နှုန်းလောက်စိတ်ထဲမှာဒီနေ့အလုံးမျိုးနဲ့နန်းသာလမ်းမှာဟောမဲ့တရားကို 10% မြုပ်တယ်အဘပါလေးကို 90% လောက်မြုပ်ဆိုတော့အဲ့ဒါကြောင့်မလို့တရားလေးကိုနာဘာကိစ္စထားပါတော့ဗျာခင်ဗျားတို့ဝိနည်းအနိဒန်းလေးဘုန်းကြီးတို့ဟောမလို့ဟုတ်ကဲ့ဒါထားတော့နော်ကိုအောင်ဆန်းမြတ်မှန်လားပါဗျာဆိုလို့အခုပြောလိုက်တာကအဲ့ဒီ15 16နေကြရင်နော်ပါတယ်လေ15 16နေကြရင်ဆရာတော်မှာရှိတဲ့အတန်တွေအကုန်ထုတ်အကုန်ထုတ်နော်ပါတယ်လေအဲ့ဒီအကုန်တော့ဟမ် high beach high beach ခင်ဗျာလာမြောက်နေအရေးတယ်ငကူကမှဘုန်းကြီးယူနဲ့လှေလူနဲ့လာတွေ့တယ်မှာလေငကူကမှလှုပ်ချင်လို့ခင်ဗျာလာနှိုးတဲ့ဇက်မထဲနဲ့လို့ပြောရတယ်ခင်ဗျာတို့ဗျာဝမ်းမရှုကြည့်အောင်ဝင်းကြီးတော်လာမှတ်သားကြည်ညိုဝယ်ရများလို့တရားကောင်းစဉ်ပြီးထားပါတယ်ပါတယ်လေဝင်းကြီးတော်လာမှတ်သားကြည်ညိုဝယ်ရများပါတေနသမယေနဗုဒ္ဓဘဂဝဝေရင်ဇာယံဝိဟာရတိနလေရုပုစီမန္တမိုလေမဟာဓဘေကုသံဃိနာတတ္တိပိသမတ္တိဘေကုတတိတေနခောပါဏသမယေနထိုခါ၌ဗုဒ္ဓဘုရားရှင်ကိုရောမြတ်သည်ဝေရင်ဇာယံဝိဟာရတိဝေရင်ဇာမြို့၌နေတော်မူတယ်သိချာနားထောင်တာဝတိယံဇေဒဝနေနှစ်ခုရှိတယ်မြို့မှနေတယ်နလေရုပုစီမန္တမိုလေတခုကဝေရင်ဇာမြို့ကြီးမှာနေတယ်နောက်တစ်ခုကနလေရုအမိရတဲ့တမာပင်အရင်နာကကျောင်းမှာနေတယ်အခုနော်ဗါတယ်လေဓမေသရီဆရာတော်ရန်ကုန်မြို့ရဲ့တနေရဓမေသရီပရိယတိသာသနာမှာနေတယ်ဓမေသရီပရိယသာသနာကတော့ရန်ကုန်မြို့ကမြို့နှစ်ခုသိချင်လားပရမဆုံးကြီးဥအောင်ဆန်းမြင့်တို့ရှင်းတာနလေရုပုစီမန္တမိုလေဆိုတာတော့ညမယ်နော်ဝေရင်ဆိုင်ယံဆိုတာကမြို့ဒီကိုယ်တော်လေးတွေကိုဓမ္မစရိယံစာချတယ်မြတ်စွာဘုရားရှင်သည်ဝေရင်စာဆိုတဲ့ပြည်နယ်မှာမြို့မှာနေရင်နလေရုလို့ခေါ်တဲ့တောထဲမှာနေလို့မရဘူးနလေရုဆိုတဲ့တောထဲမှာနေရင်ဝေရင်စာဆိုတဲ့မြို့မှာနေလို့မရဘူးတပြိုင်နက်တည်းနေလို့မဖြစ်ဘူးဟုတ်လားဘာတယ်လဲတပြိုင်နက်နေလို့မဖြစ်ဘူးဂင်းကမြစ်မှာနွားတွေကြောင်းဆိုရင်ဂင်းကမြစ်နားမှာကြောင်းတာဂင်းကမြစ်ထဲတော့ကြောင်းလို့မရဘူးအဲ့ဒီတည်းမှာမြတ်စွာဘုရားရှင်
ဝေရင်စာတာဝတိပြည်မှာနေတယ်ဆိုတော့ဒီမျိုးလေကောင်နေတာမဟုတ်ဘူးဇေရဝင်ကျောင်းမျိုးနဲ့မနီမဝေတောလေးမှာနေတာအဲ့လို့ဆိုရင်ဇေရဝင်ကျောင်းမှာနေရင်တာဝတိမှာနေတာမဟုတ်ဘူးတာဝတိမှာနေရင်ဇေရဝင်ကျောင်းမှာနေတာမဟုတ်ဘူးဝိရတိအဓိပ္ပာယ်လေးကိုရှင်းနေတယ်အဲ့တော့ဝေရင်စာမှာနေတယ်ဝေရင်စာမှာနေတာလားနလေရုပုစီမာနနလေရုအမည်ရှိတဲ့တမာပင်ရင်းမှာနေတာလားလို့နှစ်ခုဖြစ်သွားတယ်အဲ့နားထောင်အောင်နော်ဒီချာနားထောင်ရှာပပလေးဒါဓမ္မစရိယရန်ဒီစာချရင်နဲ့ဝေရင်စံယံဝိဟာရတိနလေရုပုစီမန္တမိုလေတခြားနေရာမှာလည်းဒီတိုင်းပဲရာဇဂဟေဝေလူဝနေဝေလူဝင်းကြီးကဝါတော့ရာဇဂေကမင်းနေပြီဖခင်ကမင်းနေပြီမှနေတာလားဝေလူဝင်မှနေတာလားဝေလူဝင်မှနေတယ်ဆိုရင်မင်းနေပြီမရေးနဲ့ဖခင်ဘာမှနေတာလဲဝေလူဝါတော့မှနေတာဇေတဝင်ကျောင်းမှနေတာလားတာဝတိမှနေတာလားဇေတဝင်ကျောင်းမှနေတာဒါဖြင့်ဘာလို့တာဝတိရံလို့ထဲတာလဲအခုဖြစ်သွားပြီတာဝတိရံကမြို့ဇေတဝင်ကျောင်းကတော့ဇေတဝင်ဇေတဝနလေဇေတမင်းသားရဲ့ဥယျာဉ်တော့ဆိုရင်တောမှနေမြို့မှမနေဘူးမြို့မှနေတောမှတပြိုင်နက်တည်းနေရလားအလှည့်ကျနေတာလားလို့မေးကြတယ်ရှိလာပါတယ်အဲ့ဒါကိုကြည့်အောင်ဝေရင်စာယံအခုဝေနီးပြညတ်တာဝေရင်စာမှာဖြစ်ဝေနီးပြညတ်မဲ့ကိစ္စကဝေရင်စာမှာနော်ဝေနီးပြညတ်မှာကဝေရင်စာအဲ့ဒီဝေရင်စာနေပြီးတော့ဝေသာလီကိုကြွမှာဒါကြောင့်မလို့ဝေနီးအစဆုံးပြညတ်တဲ့တိတ်ခါဘုတ်ကြီးကဝေသာလီမှတ်ထားလိုက်ဝေလိုက်ဖတ်ခြင်းဝေရာရာရောက်ကြရာဝေရာတာဝီလေးခုပြန်ပြောဝေရာတာဝီဝေကဝေသာလီရာကရာကျုတာကတာဝတိဝီကအာလဝီဝေရာတာဝီဝေရပါလေဝေသာလီရာကရာကျုတာကတာဝတိဝီကအာလဝီလေးမျိုးရှိသွားပြီဖတ်ကြည့်ဝေရာတာဝီဝေရာတာဝီဝေရပါလေဝေသာလီရာကရာဇကျုတာကတာဝတိဝီကအာလဝီအောင်ကြီးချက်ပါတယ်အာလဝီပြီအနီးညောင်မင်းကြီးမှာတိုးရီဘလူကြီးအာလဝကဆံရတနေ့တော်မြတ်စွာသူ့ဆံမြန်းကိုလက်တော်မူအဲ့တဲ့ပါတယ်အာလဝီရပြီဟုတ်ပြီမှန်လားပါဗျာရာဇကျိုမျိုးတွင်မှာစောခံကြွလာခိုက်ဒီဝရမိုက်ကလေနာရာဂီရီအမည်ရှိတယ်အဲ့ဒါပဲတခုရှိပါပြီအောင်ချင်းချက်ပါတယ်မှာပါတယ်ဝေသာလီရာဇကျိုတာဝတိအာလဝီကောသံဘီမှတ်လိုက်တခုမှလိုက်အောင်ကောသံဘီဝေရာသာဝီကောသံဘီဘယ်နှမျိုးရှိသွားပြီ5မျိုးရှိပါပြီခင်ဗျာတက်ကမြတ်စွာဘုရားရဲ့ဝေရဘက်ကတက်ကတိုင်းခွနဲ့အဲ့ဒါဝိနည်းစည်းကမ်းဥပဒေပြည့်ညတ်တဲ့ခုနှစ်ဌာနဒီပဲရှိမှာ200ကျော်လောက်ရှိတဲ့မြို့တွေတဲ့280လောက်ရှိတဲ့မှာဒီ9မြို့မှာပဲသိက္ခာကိုပြည့်ညတ်တယ်ပြန်ပြောမယ်ဝေရာတာဝီကောတံဘီတက်ကတက်ကတာယေတကာကြီးနှလုံးစစ်ဘက်ကဘာကိုယေဘကားငယ်နှလုံးစစ်အလုံး9တက်ကဘက်ကတိုင်း9သိက္ခာကိုပြည့်ညတ်တဲ့ဝေသာလီရဲ့ရာဇကျုရဲ့တာဝတိရဲ့အာလဝီရဲ့ကောသံဘီရဲ့တက်ကတိုင်းရဲ့ဘက်ကတိုင်းရဲ့အဲ့ဒီ9ခုမှာဘာလို့လဲရှိကံဥပဒေဝိနည်းရှိကံဥပဒေတတ်မှတ်ပြည့်ညတ်တယ်ခုနှစ်ဌာနအဲ့ဒီတွေကဝေသာလီကိုသွားကန်ဒီဝေရံစာမြို့မှာမြတ်စွာဘုရားကြွလာတယ်ဝေရံစာမြို့လို့ပြောလိုက်ခြင်းသည်ကဟထံနုဂကကရဏံလူတို့ကိုချီးမြှောက်ခြင်းကိုပြတယ်မြို့မှာနေတယ်ဆိုတာမြို့ထဲသွားတော့လူတွေရှိတယ်လေတောထဲမှာလူမှမရှိတာဒါကြောင့်မလို့ဝေရင်စာယံဟူသောပါဠိတာဝတိယံဟူသောပါဠိတော်များကိုသင်္ကန်းနာတင်တဲ့အရှင်ဥပါလိမထေရအရှင်အာနန္ဒမထေရတို့ရွတ်ဆိုပွားများခြင်းသည်ကဟထံနုဂကရဏံလူတို့ကိုချီးမြှောက်မှုကိုပြပဆိုပါတယ်မှတ်ခဲ့နော်အခုဒီဘက်ဟိုဘက်သွားမယ်ဒီဘက်ကမြို့ဟိုဘက်ကတောနလေရုပုစီမာနမာလေးဆိုတော့တမာပင်ရင်းမှာတမာပင်နေရဲ့တမာတော်ထဲမှာဘာလဲကောဆမ်းမြေတမာတော်မှာနေတယ်ဆိုတဲ့ရှင်ဘုရားကြီးနောက်တမာတော်ထဲမှာနေတာလေဘာလဲအဲ့ဒီတမာပင်တော်လေးထဲမှာနေတာအဲ့ဒီတောမှာနေတာကပပ္ပစိတံနုခကရဏံတန်ဃာတော်အရှင်သူမြတ်တွေဆိုရင်မြို့နယ်မနီးမဝေးတောမှာနေရမယ်ဆိုတာကိုပြတယ်အခုဘလောက်အံ့ဩစရာကောင်း
ဝေရင်ဆံရပထမချင်းစာဝရဥအောင်ဆံမြင့်လို့ရှိကိုဘုန်းကြီးပြောမယ်နဲ့စာကြတန်းကိုရိုတော့ချပြီးသွားပြီဝေရင်ဆံရဝရတိမြို့မှာမြတ်စွာဘုရားနေတယ်ဆိုတာလူတို့ကိုချီးမြှောက်ခြင်းလို့ဥအောင်ဆံမြင့်ပြောကြည့်တယ်ဘာကိုချီးမြှောက်ခြင်းလို့လူတို့ချီးမြှောက်ခြင်းနလေရုဆိုတဲ့တမာပင်တော်တွေမှာတမာပင်တန်းကတမာပင်ကျောင်းမှာအဲ့တမာတော်ကြီးထဲမှာနေတယ်ဆိုတာဘာလို့ယဟန်တွေကိုချီးမြှောက်ခြင်းလို့ယဟန်ဆိုဒီမှာတောမှာနေရတယ်လို့ပြခြင်းလို့ပြောကြည့်စမ်းမြို့မှာနေတယ်ဆိုတာဘယ်သူကိုချီးမြှောက်တာလူတို့ကိုချီးမြှောက်ခြင်းလို့ပါတမာပင်တမာတော်ထဲမှာနေတယ်ဆိုတာယဟန်တွေကိုချီးမြှောက်ခြင်းလို့ပါခုရှိသွားမှတ်ထားခဲ့နောက်တစ်ခုအဲ့ဒီမြို့မှာနေလိုက်ခြင်းသည်ပစ္စယကဏ္ဍတော့မြို့ကြွလာမှဆုံးနေတော့တောတော့ဆုံးလို့မရှိဘူးလေတော့မြို့ကြွလာဆုံးနေသင်္ကန်းနေကြောင်းနေဆေးတွေပစ္စည်းလေးပါအလှခံမယ်အဲ့ဒီပစ္စည်းလေးပါကိုအလှခံခြင်းကိုပြလို့ပစ္စည်းလေးအလှခံရတယ်မြို့မှာကြောင်းရှိတယ်လေဆုံးသင်္ကန်းကြောင်းဆေးပစ္စယခန္ဓာပစ္စည်းလေးပါးကိုအလှခံတာကိုပြတယ်အဲဒီပစ္စည်းလေးပါးကိုအလှခံလိုက်ခြင်းသည်ပင်လည်းအတ္တကိလမထအတ္တအဆုံးကိုပယ်ရရောက်ပါတယ်ကိုတုံးလုံးမနေဘူးဆွမ်းမစားပဲတက်လို့စားမနေဘူးအသားဆောသင်္ကန်းမို့ပဲနဲ့ကိုတုံးလုံးရင်ငုတ်မနေဘူးမီးလုံးမနေဘူးဘာလဲလဲတရားဓမ္မတွေဆုံးကိုအလှခံတယ်သင်္ကန်းဝတ်တယ်ကထိန်လှခံတယ်ကျောင်းဆောင်ရင်လှတယ်ဆိုတာပစ္စည်းလေးပါးကိုအလှခံလိုက်ခြင်းသည်ပင်အတ္တအဆုံးကိုပယ်ခြင်းကိုပြပါတယ်ဒါဖြင့်ဝေရင်ဆံယံဝိရတိဆိုတဲ့ပါဠိလေးကိုဆိုလိုက်ခြင်းသည်အတ္တအစွန်းကိုဟိုသင်တဲ့ကိုတော်ဒီဒါမြတ်စွာဘုရားကပစ္စည်းတွေကလူခံရမယ်ခံရမလားခံရမယ်အခုယောဂီတို့လည်းနဝကာမမမဲ့ဘူးကွာလွတ်ပြင်းအတ္တအစွန်းနဲ့ညှိတယ်ဗျသေပယ်ကြတယ်ပေါ်သေးသေးမထင်နဲ့ဟုတ်ပြီနော်အဲ့ဒါအတ္တအစွန်းပစ္စည်းလေးပါးကိုအလူခံလိုက်ခြင်းသည်ပြင်ဘာတယ်လဲအတ္တအစွန်းကိုပေးရကြတယ်ဘာလို့လဲသင်္ကန်းမပါဘဲနဲ့ကိုတုံးလုံးနေမယ်ဆွမ်းမစားပဲရက်နေမယ်နေကိုကြည့်နေမယ်ခြေတော်တစ်ချောင်းထောက်နေမယ်စူးပေါ်အိပ်မယ်တစ်ပင်အောင်မှာပဲထိုင်နေမယ်ကြောင်းနဲ့မဝင်မှုဆိုရင်အတ္တကိလမထဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီဝေရင်ဆိုင်ယံဝရတိဖြင့်တဲ့ပစ္စယကဏ္ဍတော့ပစ္စည်းလေးပဲအလှခံလိုက်တော့ကြောင့်အတ္တကိလမထနုယောဂဝိဝဇ္ဇနံအတ္တအဆုံးကိုပယ်ရရောက်ပါတယ်တဲ့တော်ထဲမှာနေလိုက်တာဖြစ်ခြင်းဩဒါမြတ်စွာဆရာတော်ဥပဒံလာကမြို့ပေါ်မှာနေတာမဟုတ်သူတော်ဓနိပင်တော်ထဲမှာနေတယ်တမာတော်ထဲမှာလည်းနေတယ်ဆိုတာဝိထုကာမမြို့ထဲကကားတွေတိုက်တွေမမဟုတ်ဘူးဝိထုကာမကိုပယ်လိုက်တာဖြစ်ခြင်းရောကာမအဆုံးကိုပယ်ရရောက်ပါတယ်အဆုံးလို့တယ်နော်မြို့နေရင်လည်းအဆုံးလို့တယ်တောနေရင်လည်းအဆုံးလို့တယ်နှစ်ခုအဆုံးလို့ဖို့ပဲမြို့နေတောနေအဆုံးလို့ဖို့ဗရဏဘယ်လဲအဆုံးလို့ဖို့ဗရဏ two extremes ကိုလို့ပရဏအထားပဲဒွေမေဘေးခွေအန္တာပပစိတေနသူအဆုံးလို့ပရဏဘယ်ကိစ္စပဲဖြစ်ဖြစ်အရာရာမှာသဘာဝတရားသည်သဘာဝတရားပေါ်မှာရှိလာပြီဆိုရင်ဘယ်ရမဆိုတူညီပါလိမ့်ဓမ္မနဲ့ဝိနည်းညီရပါလိမ့်ဓမ္မဝိနည်း cannot separate each other ကဘာကပြောတာဓမ္မဝိနည်းသည် separate လို့ cannot separate each other one each other တစ်ခုနဲ့တစ်ခု separate လို့မရဘူးအဲ့ဒါမြတ်စွာဘုရားလည်းဟောတယ်အိုင်းစတိုင်းကလည်း science without သိပ္ပံပညာသည် science without religion is lame သိပ္ပံပညာသည်ဘာသာရေးမရှိရင်ကျိုးတယ် religion without science is blind သိပ္ပံนี่မချတဲ့ဘာသာရေးလည်းကန်းတယ်ဝိဇ္ဇာစရဏဝိဇ္ဇာကမျက်လုံးစရဏက6ရောက်လေဆရာတော်မင်းတို့တရားတွေဟောနာဟောလိုက်ပါတယ်နန္ဒလန်ပိတ်တယ်သိပါတယ်ဒါငါတို့သိပြီးသားပါမကျင့်ဘူးမျက်လုံးတော့ရှိတယ်မျက်လုံးတော့ရှိတယ်လမ်းမလျှောက်လို့မရောက်ဘူး6ချိုးနဲ့တူတယ်ကျင့်တော့ကျင့်နေတယ်ဆရာလည်းမားတယ်အကျင့်ကြီးလည်းမားရင်ကျင့်တော့ကျင့်တယ်လူရမရောက်ဘူးမျက်စိမပါလို့သွားတော့သွားတယ်ဝိနည်းသည်ကိုကျင့်တရားနဲ့တူပါတယ်ဓမ္မသည်မျက်လုံးနဲ့တူပါတယ်ဟုတ်တယ်နော်အိုင်းစတိုင်းသည်ဘယ်လိုကောဒါသိပ္ပံပညာရှင်တွေကို1954ခုနှစ်မှာ Albert Einstein က science without religion is lame religion without science is blind နှခေါင်းနဲ့ပြောကဘာသာရေးနဲ့သိပ္ပံပညာသူနိုင်ရှင်ဘာသာနဲ့သိပ္ပံရှင်ရှိတယ်ပါတယ်မြစ်စီမှာပြိပသိပ္ပံပညာသားလည်းဗရဏအကောင်းတယ်ဆိုလို့ရှိရင်လည်းအစွန်းတစ်ခုဖြစ်တယ်ဘာသာရေးပဲလက်ခံတယ်သိပ္ပံပညာလက်မခံဘူးဆိုလို့ရှိရင်လည်းမိုက်ခရိုဖုန်းမကင်နဲ့လေလက်စစ်မီးတွေမသုံးနဲ့ကားတွေမစီးနဲ့လေကွန်ပျူတာနဲ့မျက်လုံးမခွဲနဲ့လေဟောခင်ဗျာရှေ့တွေမစားနဲ့လေလှဲပဲစီလေကားမရှိနဲ့လေမရှိနဲ့လေသိပ္ပံပညာလက်မခံဘူးလေဟုတ်ပြီနော်ဒါဆိုရင်ဘာသာရေးတာနဲ့အမှန်သိပ္ပံပညာတွေအမှားဆိုရင်ခင်ဗျားတို့သွေးတွေဘယ်လောက်ရှိတယ်အပေါ်ကသွေးတွေများလားနည်းလာတယ်ဆိုရင်ခင်ဗျားတို့plastic surgery
ခွဲစိတ်ကရိယာတွေလက်မခံနဲ့လေပရိဒါနဲ့ခွဲလေကြောက်ပါတီမစည်းနဲ့လေတက်သေးတွေသိတ်လေတမရက်တွေပြုတ်တောက်လေတော်တော်လေးပဲလေကားမစင်းနဲ့လေဟုတ်လားမိုက်ခရိုဖုန်းကိုကင်နေမရှိတော့ဒါ electrical power ကို so Michael Faraday he discovers electrical power to တက်ရှိပါဦးတယ်ဘာလို့အဲ့လိုတွေအဲ့ဒါဆို extreme ဖြစ်တယ် no man is above the Lord and so no man is below it ဥရိယအပေါ်မှာဘယ်သူမှမရှိသလိုဥရိယအောက်မှာလည်းဘယ်သူမှမရှိရဥရိယအပေါ်မှာရှိနေခြင်းဒီကာမအစွန်ပဲဥရိယအောက်ရောက်သွားအတ္တအစွန်ပဲဒါနဲ့မေတ္တဝိပဲဟုတ်တယ်လားဥရိယအပေါ်မှာရှိခြင်းလည်းဒီလို respect ဥရိယအပေါ်မှာရှိရင်လည်းထင်ရလို့တော့မယ်အစိုးရကန့်တတ်တယ်မယ် no man is above the Lord ဥရိယအပေါ်ဒါပေမဲ့ဥရိယအောက်မှာပြပြမို့ကြောက်နေလို့ရှိရင်ဒါလည်းမကိုက်ပြဘူးပြည်သူတွေဆင်းရဲတော့နော် no man is below it အင်္ဂလိပ်စာကိုသိချာမဖတ်သိချာမကြည့်ပဲနဲ့လွတ်တော်ဥက္ကရာကြီးဥရွှေမန်းတို့ကလည်းတခုပဲပြောတော့ဒီဘုဘာလို့ဥက္ကဆက်မဖတ်တာ no man is above the Lord စပ်ပါလေ and no man is below it ဥရိယအောက်မှာ according to the law လို့ပဲရှိရမယ်ဥရိယအပေါ်မှာလည်းမရှိအောင်အောက်မှာလည်းမရှိအောင်တပြေးပဲညီရဖြစ်ဒါကြောင့်ချိန်ဝင်လေးတစ်ခုတည်းညီးနေတယ်တကဘာလုံးရဲ့တရားယုံဆိုအကေးများတရားခံနဲ့တရားလုံးနဲ့လို့တဲ့အခါမှာမှားထွက်လို့ရှိရင်တရားနဲ့နာတော့ဆရာတော်ကတရားသူကြီးဖြစ်နေမယ်ချိန်ဝင်ပို့သွားလို့မရအောင်ပြည်သူပဲလေညီနေရမယ်တော့ no man is above the Lord and no man is below it ဆိုရင်တဘာဝတရားမှာကိုအထက်ကောအောက်ကောနဲ့မျက်စိမှပရိပဒါဟုတ်တယ်နော်တုံည1 2 3 4 5 6 9ခု8 9 10 11 12 13 14 9ခုအလဲမှာ7 pH 7 potential hydrogen တဘာဝတရားမှာပေါ့ခုနှစ်ကနေ6 5 4 3 2 1ကဏ္ဍနေနဲသွားလေ accelerator တွေများလေဟုတ်လားဆရာမို့ခုနှစ်ကနေ8 9 10အဲ့ခိုင်ဆိုရင်ဒါဖြင့်ငါကတဘာဝတရားမှာပေါ့ pH 7ရောက်သွားတဲ့အခါမှာရေရတန်သွား potential hydrogen ကအပေါ်နဲသွားရင်လည်းမကောင်းဆရာတော် copy ကြိုက်ပါတယ် copy ကနံပါတ်4လောက်ရှိပြီ pH 4ဆိုမကောင်းအရက်က3ဖြစ်သွားတယ်နှစ်လောက်ဆိုရင် accept ဖြစ်တယ် battery ရဲ့ acid 1ဆိုမကောင်း3ညမကောင်းတော့ဆိုပိုလို့ဟိုဘက်ထဲတက်သွားလေနဲတော့ကနန်းနဲသွားတယ်မကောင်းကနန်းနေ8 90လည်းမကောင်းများသွားရေကူးတာတော့8ဆိုဆရာတို့ကြောင်းရေကူးကန်သူအမြဲတမ်းတိုင်ရတယ်ဆရာဘောဆိုတော့ဒီရေကူးကလေးတွေရေစင်းကူးလို့ရှိရင် 8.something ရှိရတယ်ဒါရေကူးတဲ့စား level ထည့်8.something ရှိရရေကူးရင်8ကနန်းလောက်ဆိုခန္ဓာကိုယ်ကသူတဲ့နဲသွားရင်လည်းခန္ဓာကိုယ်ထိခဲ့တယ်များမှာလေအဲ့တော့အမြဲတမ်းရေကူးကန်ဆိုအမြဲတမ်းသူ့ big 7 level တိုင်ရရေကူးကန်ရှိရတယ်ဒါဆိုရင်3ညနေ6တီအစွန်တစ်ခုပါ8ကနေ14တီအစွန်တစ်ခု big 7တီ middle way ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားသွေးကျဲတာကောင်းလားကောင်းသွေးပြည့်ရောမကောင်းပါဘူးဗျာသွေးတွေတိတ်တွင်160အပေါ်ရောက်သွားရင်ကောင်း60အောက်ရောက်သွားရင်လေမကောင်းပါဘူးဗျာဆိုရင်အမြဲတမ်းပဲ middle way ပါတဘာဝတရားကြီးမှာပါတယ်လေအလဲလက်ရှိတယ်ရှိပါတယ်ဟုတ်ပြီနော်ဆိုရင်မြတ်စွာဘုရားမျိုးတွေကိုမြတ်စွာဘုရားပယ်တယ်မဟုတ်ပါဘူးအားလုံးတောင်းရနေမယ်မဟုတ်ပါဘူးငါဘုရားရှင်သားအကုန်လုံးတတ်လို့ဆိုမဟုတ်ပါဘူးငါဘုရားရှင်သားတဲ့သင်္ကန်း3နယ်တည်းပဲနေပြီးတစ်ပင်အောင်မဟုတ်ပါဘူးအဲ့လိုမလုပ်စမ်းပါနဲ့ဟုတ်ပြီနော်ဘာလဲလဲမိမတွေမကြည့်အောင်ဘယ်မှမဟုတ်ဘူးငါတို့ကမှလည်းကြောင်းနဲ့မဝင်ရဘူးမဟုတ်ဘူးတိန်နဲ့မိမတွေမလားမဟုတ်ဘူးဘာလျှောက်အလကားလျှောက်ထွင်တာဖះကမိမမတည့်အောင်မဟုတ်ဘူးပါဘူးကိုယ့်ကိုထွင်တာပါ Buddhism does not consider women either inferior men ဘုရားဘာသာကယောက်ျားတွေရဲ့မိန်းမတွေရဲ့ရုပ်ဉာဏ်တွေဘယ်မှမဟောထားပါဘူးပြီးသွားပြီ The Buddha to open the gate for the women into the field of religion ဘာသာတရားနယ်မြေတွေကိုဝင်ဖို့တကဖွင့်ပြီးသားပါဘာလို့သူတို့မန်းလေးမြို့မှာလည်းမာမျက်မှုတွေမိန်းမတွေဝင်လို့ရှိရင်ကြိုက်တူဘုရားပေါ်မှာလေဘာဖြစ်လဲအဲ့တော့မေးရင်မကောင်းတော့ဒီတောင်ကုန်းပေါ်ကိုဘာလို့ကမနေမတက်ရဘူးမင်းတို့အဲ့ဒီမှာရှိတဲ့ဈေးဆိုင်တွေကလေနေမရတွေခလေးမွေးတာတော့နက်ကမကိုင်ဘူးလားဆိုအဲ့ဒါတွေကျတော့ဒါတွေလိုက်ပြောရင်မကောင်းတော့ဘူးဟုတ်လားနော်ငငယ်လေးကရွှေကိုကြိုက်ထီးဘုရားသွားတယ်အဲ့နာဟဲ့ကောင်လေးတဲ့အဲ့နာမှာအပေါ်မစွန်နဲ့နက်ကင်တက်တယ်ဟိုင်းဘာဖြစ်လို့လဲနင်ဒီမှာမစွန်အောင်ဘူးဒီမှာစွန်အောင်ကိုနဲ့မှာသွားတယ်တစ်ချက်ပေးရမယ်ကိုတို့မင်းတို့တခုတော့မေးရင်မေးစမ်းပါလေကျွန်တော်သားသွားလို့ရှိရင်တော့ပတ်စံဟိုဗာလဲနက်ကင်နေပြောတယ်အဲ့ဒီအိမ်နာဆောက်တာငါတို့ကတောင်းပန်ပြီးတော့လှုပ်ထားတယ်ကျွန်တော်လည်းတောင်းပန်ပက်ပန်းနေပြဆိုမတ်တရပါပြတယ်အေးရောဘာမှမဖြစ်ဘူးဘာမှမကြိုက်ဘူးသူတို့ကြတော့
သမီးသားတွေဒီမှာမချိမတွေ့ရဘူးဆိုသူတို့ကဒီမှာကလေးတော်မွေးတယ်လေဖះပေါ်မှာကြိုက်လေးဖះပေါ်မှာကလေးတွေမွေးရတာလေဟောဇောင်းထဲမှာလည်းကလေးတွေမွေးနေတာလေဘတ်လုံးအဘတ်လုံးကိုကြမှာလာရောဟဲ့ဒီသမီးသားချင်းမလို့သမီးသားဘာမှမတို့လို့တို့တယ်ဟောကလေးတွေမွေးနေဘာအဲ့လိုမလုပ်ပါနဲ့အစွန်းနေဒါပဲအဲ့ဒါပဲဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကမြို့မှာနေလိုက်တဲ့အရာတွေလူတို့ကိုချင်းမြောက်ခြင်းတယ်တောမှာနေဖို့ပြတာတမာတော်မှာနေတာတန်ခါကိုချင်းမြောက်တာမြို့မှာနေတာပစ္စည်းလေးပါးကိုအလူခံမဲ့အတ္တအဆုံးကိုပယ်တယ်အေးအဲ့ဒီပစ္စည်းတွေမตายရနဲ့မတွေ့တာနဲ့မတက်မဲ့နဲ့ဝိထုကာမတွေကိုပယ်အဲ့ဒါဒီကာမအဆုံးကိုပယ်ပါတယ်နှစ်ခုရှိပါပြီတတိယအဲ့ဒီတော့ခုနကတော့ကဝေရင်ဆိုင်ရန်ဆိုတဲ့ပြည်ကြီးမှာရွှေမျိုးတော်ကြီးမှာနေတာသည်ဓမ္မဒေသနာပိယောကံတော်ထဲမှာဘယ်သူမှလားတမတော်မှာဆိုတဲ့ဘယ်သူမှတရားမနာပါမောင်ကြီးမနာဘူးမနာဘူးဘာလဲဟုတ်ပြီလားတမတော်မှာဘယ်သူမှတရားလာမနာဘူးဘယ်မှာလဲအဲ့ဒီဝေရင်ဆံမြို့ကိုသွားတော့ဒီမြို့ထဲကိုလိုက်သွားမယ်အဲ့ဒါကြောင့်မလို့ဝေရင်ဆိုင်ရန်ဝရတိဖြင့်ဓမ္မဒေသနာပိယောကံတရားဒေသနာဟောခြင်းကိုအထုပ်ဖို့အတွက်ပြတယ်ဟုတ်ပြီနော်ပစ္စည်းမင်းနဲ့နောက်ခုနဲ့ဒါပြင်နောက်တစ်တောထဲမှာနေရမယ်ဆိုတာကတော့အေးအဲ့ဒါကတော့ဝိဝေကဓိမုတ်တိစိတ်ညင်ရာကိုတစ်ပင်ရင်ဝါတယ်မှာတန်ခါရရှိသမျှနေကြလို့ဝိဝေကဓိမုတ်တိစိတ်ညင်မှုကိုစိတ်ဆန္ဒထားရမယ်ဒီလူကြားထဲမှာဥပဒနာနန္ဒလန်းလေးမှာခုနပြောလို့MCC ခမ်းမှာဥစ္စာအဲ့လိုမျိုးထဲမှာနေသွားရလာပုဂ္ဂိုလ်နဲ့ကိုယ်ကြောင်းလေးမှာကိုဝိဝေကစိတ်ညင်မှုလေးကိုအဓိမုတ်တိဆန္ဒထားပါ fair တယ်နော်လူတွေကြားထဲတော့သွားမယ်ပြန်လာပြီးရင်တိုက်ကြီးရကောင်းလိုက်တာမှုလေးနေရှင်လိုက်တာလို့မလုပ်နဲ့ကိုတော်လေးကိုအောင်ဓဏီတော်လေးမှာပြန်ပြီးတော့နော်ကောင်ဆမ်းမင်းတို့ဆရာတို့ကြောင်းလေးကဓဏီတော်လေးဗျာနောက်ကငမိုးကြီးချောင်းပြီးမှနေတာပါဆရာတို့ကနော်ကောင်ဆမ်းဟုတ်လားဖားမှန်လားပါဆင်းရတယ်နော်မှန်လားပါဓဏီတော်လေးမှာနေတာပါဆရာတို့တဲကွန်းလေးတွေမှာနေရတဲ့ဘဝပါအဲ့တော့ဓမ္မဒေသနာပိယောကနောက်ခုနဲ့တမာတော်ဆိုတာနဲ့ဝိဝေကဓိမုတ်တိကိုပြပါတယ်ဟောရှေ့ရစကားဖြင့်ဘာပြလဲရှေ့ရစကားဖြင့်မြို့တွေကဒကာဓမ္မတွေကလာပင့်ရင်မလိုက်ရှင်ဘူးကြောင်းမယူဘူးဆိုရင်ကရုဏာမရှိရရောက်ပါ compassion ဒါဖြင့်ဝေရင်ဆိုင်ယံဝိရတိတာဝတိယံဝိရတိလို့မြို့မှာနေဖို့ပြောလိုက်ခြင်းသည်ကရုဏာယဥပကမနံအဲ့ဒီယူရတဲ့မြို့တွေလာလို့ရှိရင်တနာခြင်းမေတ္တာကရုဏာနဲ့ကကောင်းတယ်နော်တောကြတော့တောတဲ့ရောက်တော့တနာစရာမလိုဘူးပညာနဲ့နေ fair ဒါဖြင့်ကရုဏာပညာကရုဏာဆိုတဲ့တနာခြင်းရှိရမယ်တောတဲ့ကြရင်ကိုယ့်ဘာသာကိုဇန်နေသမဘတ်တွေရအောင်ပညာနဲ့နေဓဏိချန်ထဲမှာကြတော့ပညာနဲ့နေညီလို့ရှိနိုင်ကရုဏာနဲ့လာဟုတ်လားဘာလဲတရားလာဟောတော့မယ်ဆိုရင်ဘာနဲ့ဟောမယ်ကရုဏာနဲ့ဟောဟေးကိုเจ้าမှာစာတွေကြည့်တယ်ဘလူတွေကိုဘာပြောရမလဲပညာနဲ့ချင်းကပ်တယ်တောတဲ့အတွက်ကတော့ကရုဏာယမြို့အတွက်ကတော့ကရုဏာယဥပကမနံကရုဏာနဲ့ချင်းကပ်တယ်တောတဲ့အတွက်တမတော်ကြတော့ပညာယဥပကမနံပညာနဲ့ချင်းကပ်ကြတယ်အဲ့ဒါခုရှိသွားပြီလေသုံးခုပါဗျာလေးခုရှိသွားပြီခင်ဗျားအရှိဆုံးကခင်ဗျားပထမလူကိုချင်းမြောက်တယ်ဗျာဒုတိယပစ္စည်းလူခန္ဓာအတ္တဆုံးပယ်တယ်ဗျာတတိယတရားဟောဖို့ဗျာသရုဒ္ဓကကရုဏာနဲ့ချင်းကပ်ဖို့ဗျာတစ်ဖက်ချမ်းသည်ကိုဘက်ကတန်ဃာတွေချင်းမြောက်ဖို့ဗျာဝတ္ထုကာမကိုပယ်ပြီးတော့ကာမဆွန်းဗျာဝိဝေကစိတ်ရင်မှုကိုသရုဒ္ဓဘာတယ်လဲပညာနဲ့ချင်းကပ်တယ်လေးခုရှိသွားပြီတို့တေချာရေးရတာခင်ဗျာတို့ညင်းမှာဆိုလို့ပေါင်ဆန်းမြင်ညင်းတဲ့ဒီဇိုင်းရှိတယ်ဟုတ်တယ်သူဆရာတော်တော့ကြည်ညိုပါတယ်တဲ့ဒါပေမဲ့အခုဗျာတဲ့ဟိုသူ့မျိုးသမီးကဘုန်းကြီးဖီးမှာဖုံပေးတယ်သူ့မျိုးသမီးကဘုန်းကြီးတက္ကမဘုန်းကြီးမောင်နှမတွေကိုသိခင်တယ်အဲဆိုတော့နိုင်ငံညာချောကလက်တွေဆိုတော့သူ့မျိုးသမီးတွေဘုန်းကြီးနိုင်ငံညာတကူတကသူကလည်းကိုမောင်နှမဘုန်းဒီတော့မန္တလေးကပါထုံးမုတ်လေးအဲ့လိုမျိုးခင်နေကြတယ်ဒါမောင်နှမတွေလို့ဖုံပေးတာတွေမှာဆရာတော်ဘုန်းကြီးဟံမှာသူစားကြတယ်သူတကမအဲ့ဒါသူတကမခေါင်းဆမ်းမြင့်ဆရာတော်ကြောင့်ရှင်းကိုရင်သွားဖူးလိုက်စမ်းဆိုအဲ့ဒီကျမှ तू ကနိုင်ငံတော်သမရအမိတ်နဲ့ပြင်းတယ်ဗျာအဲ့ဒီကျမှလာတာဗျာဒီလူကြီးကမျိုးသမီးကရှင်မသွားသေးဘူးအခုဘာလုပ်နေလဲဟိုကြောင်းရုံနေပါပြီကြောင်းရုံနေပါပြီဆရာတော်တွေ့ပြီလားတွေ့ပြီအဲ့လိုဒီလိုလေသာမျိုးမဟုတ်ဘူးအမေကြောင်းမှာတော့အဲ့လိုလေသာမဟုတ်ဘူးခေါင်းဆမ်းမြင့်ဟိုတွေ့ဆရာတော်လည်းတကားပြောနေပါလေအမေပျော့ပြောင်းလို့ဗျာဘလို့လည်းမသိဘူးပျော့ပြီးပြောင်းပြီးတော့တော်တော်အံ့ဩစရာကောင်းတယ်ဒီလိုလေသာမဟုတ်ဘူးနော်ကဲတော့ငါဥအောင်ဆမ်းမြင့်ငါကကြည့်လိုက်မြို့မှာနေတယ်ဆိုတာတဲ့တတ္တနံဟိတဒုက္ခနိဗ္ဗာန်ဓိမုတ္တကတတ္တဝါတို့ရဲ့
ချမ်းသာစီးပွားကိုပြီးခြင်းကိုဆရာတော်ကောသနာဟာဒီနန်းတန်လန်အလုံးမျိုးနဲ့မျိုးတဲကိုကြွလာတဲ့ဆိုတာအဲ့ဒီတတ္တဝါတို့ရဲ့စီးပွားချမ်းသာကိုပြီးစေခြင်းနဲ့ဆန္ဒနဲ့ကတ္တာရဏနိရုပလိပနံဟောငါကကိလေသာကင်းပြီလေတောထဲမှာနေတဲ့သူအပြင်ငါ့ကိုလှူတဲ့တန်းတဲ့သူတွေသူတို့ကျေးဇူးရှိကြစေဆိုတဲ့ဥပလိပနကိလေသာမကတ်ခြင်းနဲ့ချင်းကတ်တယ်ဟောနောက်တစ်ခုအဲဒီတော့ဝေရင်စာယံဝရတိဆိုတဲ့တောမြို့မှာနေလိုက်တာကဓမ္မိကဒုက္ခပရိစ္ဆာကနိမိတ်တတရားသဖြင့်လှူထားတဲ့ပစ္စည်းတွေကိုမစွန့်နဲ့ယူကောင်းတာကိုပြတယ်ဟောကားလှူရင်ယူမှာနော်မှန်ပါဗျာယူမှာချိုးနမူနာပြောတာပါမလူပါနဲ့နမူပါတယ်လေတရားဟိုဆရာတော်တရားဟောလိုက်လို့ဆရာတော်တရားကိုကြည်ယူပြီးအောင်ဆန်းမြင့်ကားလှူရင်ယူမှာနော်တရားသဖြင့်လှူတဲ့အရာပါတယ်လေယူကောင်းတယ်မြတ်စွာဘုရားကဓမ္မိကဒုက္ခပရိစ္ဆာကတရားသဖြင့်ရထားတဲ့ချမ်းသာကိုအပရိစ္ဆာကမစွန့်နဲ့ဆိုတဲ့စံတစ်ခုကိုပြပါတယ်မြို့ရဲနေရမယ်ဘာတဝိရတာကားအခုတော့ဗျာကားရှိလေတိတ်မချမ်းသာပါဘူးနော်ဟုတ်တယ်နော်2နာရီကြာပါ2နာရီ3နာရီဒါကျေးဇူးပဋ္ဌာန်းယူလိုက်တယ်ဂုဏ်တော်တွေပွားလိုက်တယ်မေတ္တာတွေပို့လိုက်တယ်ကိစ္စမရှိဘာဒေါသတော့ဖြစ်စေမရှိဘူးဒေါသရှိထားတာတစားတသက်ပြီအဲ့လိုဒေါသရှိထားလို့မရနော်ကိုမျက်စိလေးမိတ်တာဘာလို့မရအဲ့ဒါဒေါသထားမနေနဲ့သူတို့အကုန်လုံးအရေးကြီးတယ်ကားကိုမောင်းချတော့လက်ညှိုးလေးတစ်ချောင်းထောင်ငါဘာသွားသတိရလဲဆိုအင်္ဂုလိမောင်နဲ့တွေ့စေချင်တော့အဲ့ဒီကောင်လေးကိုဟုတ်တယ်နော်ဟုတ်လားသူကားမောင်းလာပြီဟဲ့ငါအင်္ဂုလိမာလာမဟုတ်ဘူးလို့ပြောတယ်လက်ညှိုးလာထောင်တယ်အင်္ဂုလိမာလာနဲ့တွေ့ရမှာအင်္ဂုလိမာလာလည်းဟဲ့တဲ့ကောင်မထောင်ရဘူးလေသိပါလေငါကမထောင်လိုက်ဖြတ်နေထောင်ရင်ဖြတ်ပြီလေကျောင်းတော့နေမှန်လားဦးအောင်စမ်းမြင့်မှန်လားပါဗျာဒါတော့ခင်ဗျားတို့ရှင်းမိုင်တဲ့သူမှာခင်ဗျားတို့ဒီလောက်ကြက်ထားတော့ရှေ့က2ကောင်3ကောင်ပြောတယ်ဗါတယ်လေဝင်ပြီးတော့အညှိုးထောင်ပါသေးဟုတ်တယ်နောက်ပိုင်းတပြီးတော့ဝီစီမောက်လာခဲ့ပါတယ်ခင်ဗျားကျတော့ရှာဖျက်ရတော့မှာခင်ဗျားပိုးဆိုးသွားပြီခင်ဗျားဘာလဲမသိဘူးနော်လို့ငါလည်းမသိဘူးလေသူတို့ကားသွားမေးကြည့်တော့တစည်းလောက်ပြောဟုတ်တယ်လားအင်္ဂုလိမာလာတဲ့ဟဲ့ဆိုအဲ့ကောင်ရန်ကုန်မြို့အရှင်အင်္ဂုလိမာလာဗျာနော်ဒီရန်ကုန်မြို့လာပါပေါ့လက်ညှိုးလေးဖြတ်အောင်ဘယ်မှမရှိဘူးဗမာပြည်တပြည်မှာမရှိလက်ညှိုးထောင်တာအဲ့အောင်ဦးအောင်ဆန်းမြင့်ခင်ဗျားရန်ကုန်လူတွေဘာလို့ရှင်တာလဲလက်ညှိုးထောင်အင်္ဂုလိမာလာနဲ့တွေ့သေးတယ်ဟိုကဘာလို့မလဲလက်ညှိုးဖြတ်တာခင်ဗျားတို့မထောင်တဲ့သူတော့ဖမ်းပြီးဖြတ်တာဟာအတော်ပဲ1000ခဏလေးရမှာနော်1000ခဏလေးပြည့်တယ်ဗျမှန်လားဗျာနော်ပြည့်တော့လားပြည့်တာဗောပြီးတာပဲအဲ့ဒီတဲ့ဦးအောင်ဆမ်းမြင့်ခင်ဗျားပါနေဦးမယ်ခင်ဗျားတော့ဝီစင်းမှုတော့လွတ်သွားတော့ပဲနော်ရှာပြက်ခံပါအဲ့ဒီတော့ဓမ္မိကဒုက္ခတရားသဖြင့်လှူလိုက်တဲ့ချမ်းသာကိုမစွန့်နဲ့ပစ္စည်းမတမာရောမှာဆိုတဲ့တမာရောမှာနေဆိုတာကတော့ဩရတိမနုဿဓမ္မကိုအထုံဒါဖြင့်မြို့မှာကြောင်းလှူတဲ့ရန်ကုန်မြို့၌တောရလေးမှာဆိုရင်အဲ့ဒီဝေရင်စာယံမြို့၌ဆိုတဲ့စကားအရတရားသဖြင့်လှူရတဲ့ချမ်းသာတရားသဖြင့်ရရတဲ့ချမ်းသာကိုမစွန့်နဲ့တောရခိုးတဲ့ဆိုတဲ့စကားကတော့ဩရတိမနုဿဓမ္မနုယောဂနိမိတံလူတို့ရဲ့ကုသိုလ်ကမ္မပရာတရားတွေတဲ့ဒါတဲ့ဇန်တရားမတရားတွေကိုကြိုးစားအားထုတ်ဖို့ရန်ပြတယ်ဒီလိုလားနောက်တစ်ခုကဘာလဲမနုဿဥပကာရဘဟုလတံမြို့ထဲမှာကြောင်းထုတ်လိုက်တာဖြစ်ရင်ဒီလူတွေကျိုးကျေးဇူးများတယ်ဆိုတာလေးကိုမြတ်စွာဘုရားကဧဝမေသူနဲ့ဧကံသမယံတာဝတိယံအာလဝရိယံယာစကိလို့ဒီလူတွေရဲ့သူတို့ကျေးဇူးများတယ်မနုဿနဲ့ဥပကာရဘဟုလတံသူတို့တွေကြောင်းလျှောက်ထားတယ်ဆိုရင်နောင်သားတွေကသာဓုခေါ်မယ်ပြီးတော့မြတ်စွာဘုရားအဲ့ဒီကြောင်းကိုခဏသတင်းသုံးရင်ခင်ဗျားတို့ရဲ့ကျေးဇူးတရားတွေကိုတတိတရားဆက်ပေးရရောက်တယ်တဲ့ဗျ။ဗါတယ်လေမနောတန်နဲ့လူသားတို့ဥပကာရကျေးဇူးကိုဘဟုလချိန်ဖန်များတာအဲ့ဒီကြောင်းကိုမြတ်စွာဘုရားအလူခံပြီးခဏကြွပေးနေထိုင်ပေးနေတာသာဝတိမျိုးကြီးကိုဘုရားကြွလာတာဝေရင်စာမျိုးကြွလာတာမနောတလူသားတွေရဲ့ကျေးဇူးတရားတွေကိုတတိတရားကျေးဇူးပြုရရောက်ပါတယ်တန်တောနေရောမြို့တဲ့လက်တွေကမလာဘူးခင်ဗျနန်လို့ခင်ဗျတို့ရှိရလာမလာဘူးနော်ဆရာတော်တို့ဒါဦးနေဝင်းဦးစန်းယုဦးစိန်လွင်ဦးဝေကိုထော်တော်မောင်ဦးစောမောင်ဦးတန်းရွှေဦးသိန်းစိန်ဒေါ်စန်းစုကြီးကိုရတမရတွေအစိုးရတွေ60တာပြောင်းသွားတယ်မြောင်းပုတ်တွေအမိုက်တွေဘယ်သူမှမရှင်းကူကြီးမပြောင်းသေးဘူးကြောက်လားပြောင်းပါဘူးဟုတ်ပြီနော်ဗါတယ်လေစနစ်တွေပြောင်းအယောင်တွေပြောင်းအသွေးတွေပြောင်းဘယ်နဲ့ကောင်ဆမ်းမြတ်အမိုက်ပုံတွေပြောင်းလားပြောင်းဘူးနော်ပြောင်းအခု
နောက်ဆုံးပေါ့နောက်ဆုံးဒီမြဟာတွေအများကြီးရှိပါသေးတယ်အခု COP 21လို့ခေါ်တာ25 COP ကို COP ဆိုတဲ့ Conference of Paris ဆိုကျိုတိုမှာလို့ရှိရင်လည်း COQ လို့ကျိုတိုဆိုလည်း COK လို့ COK 18ဆန်းဆိုရင်စတရုပ်ပြီးဆိုရှန်ဟိုင်းဆိုရင် COX အဲ့လိုမျိုး COP 21ဆိုကလောလောဆယ်အိုဘားမားပြဿနာတက်နေကြပါကြီးဆိုရပါလေ climate change နဲ့ပတ်သက်ပြီး COP Conference of Paris 21ဆိုမနေ့တနေ့မှာသူတို့ဘယ်လိုလုပ်မလဲအဆိုတင်သွင်းတယ် The biggest rubbish dam အမိုက်ပုံ two sides of Texas ပြည်နယ်ကြီးအမေရိကန်နိုင်ငံ Texas ပြည်နယ်ကြီးဆရာတော်ကြီးဦးညာနေတရကျောင်းတည်ဆောင်ထားတဲ့ Austin တို့ Houston တို့ Texas ပြည်နယ်ကျောက်ဘူးဆိုရေနံတွေတိတ်ထွက်တဲ့ Texas ပြည်နယ်အဲ့ဒီ Texas ပြည်နယ်က2,609,900ထားပါလား something Texas နော် Texas ပြည်နယ်ကြီး2,600,000တော်ကြကိုမှတ်ထားတယ်လေ Texas အဲ့တော့2,609,000လောက်ရှိပါတယ်ဟုတ်ပြီနော်အဲ့ဒီ2,609,000လောက်ရှိတဲ့ Texas ပြည်နယ်ထားပါတော့နော်တို့လည်းမရှာတော့မြန်မာနိုင်ငံကဆိုရမ်းမလို့2,602,128မြန်မာနိုင်ငံနည်းနည်းလေးကြီးတယ်ဆိုတော့2,609,000နည်းနည်းလေး9,000လောက်ပို့တယ်မြန်မာနိုင်ငံနည်းနည်းလေးကြီးတယ် Texas ဆိုတော့ကိုလိုမြန်မာနိုင်ငံနဲ့စရထားအဲ့တော့အဲ့လောက်ရှိတဲ့အမိုက်ပုံကြီးကို Pacific Ocean ထဲမှာဘလူးတွေတဲမှာပဲ Texas ပြည်နယ်နှစ်ဆဆိုတော့စတူရဲမိုင်ပေါင်း9,300,000လောက်ကြီးမြန်မာပြည်နှစ်ဆလောက်ရှိတဲ့အမိုက်တွေစုပုံနဲ့အဲ့ဒီ Pacific Ocean တွေက floating ဖြစ်နေတာကြီးဘလူးရှင်းကြမှာတော့အဲ့ဒီဘယ်မျောရမှာလဲအမိုက်တွေဟုတ်ပြီနော်ကိုအောင်စမ်းမြေဘယ်လောက်ရှိတယ်လဲအမေရိကန်မြန်မာနိုင်ငံရဲ့နှစ်ဆလောက်ကြီးတဲ့အမိုက်ပုံကြီး rubbish dam ပုံကြီး separate COP 21ကအဲဒီ conference of Paris ကဘာလို့မလို့ဖြည့်ရှင်းလို့မြန်မာပြည်ကအမိုက်ပုံတွေပင်အဲ့မြေထဲမှာမျောရင်လည်းမျောပဇွန်လုံးချောင်းလည်းမျောအမိုက်ပြက်တာရှယ်ပဲဒါကြောင့်မလို့ဝင်းကြီးစီကန်းနေတဲ့မှာတော့မြတ်စွာဘုရားရှင်ကသေခိယတိတ်ခါပုံလေးထဲမှာစားပြီးသားထမင်းလုံးလေးတွေကိုတော့မှတိရစ္ဆာန်လေးတွေကိုကျွေးမယ်စီလေးများပါရင်မြက်ခင်းနဲ့